没样来，阿那得米了哈，等你天了，没样来。မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုမြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုမြန်မာနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်တွားနေတဲ့ဖော်ဆောင်မှုတွေကိုဖျက်ဆီးရနေရမှာမင်းအောင်လိုက်တန်ထေတက်မတော်ရဲ့အကြီးအကဲတွေအားလုံးကထိတ်ဆုံးအောင်ပါဝင်နေတယ်ဆိုတာမင်းတို့ညင်းလို့မရဘူးအကုန်သိတယ်မင်းတို့မင်းအောင်လိုက်မင်းတို့နိုဝင်ဘာ10ရက်နေ့ကမင်းမဲထည့်ပြီးနာရီပိုင်းမှာမင်းပြောခဲ့တယ်ပြည်သူလူထုရဲ့ရွေးချယ်တင်မြှောက်မှုကိုလက်ခံရမယ် UEC ရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာပါမယ်ဆိုပြီးတော့မင်းလူကြီးလူကောင်းဆန်စွာနဲ့မင်းဂရိပေးခဲ့တယ်ဒါပေမဲ့ဒီနေ့မင်းအာဏာကိုမင်းရအောင်သိမ်းသွားတယ်တန်ထေနိုဝင်ဘာ10ရက်ပြီးတော့နိုဝင်ဘာ10ရက်နေ့မှာမင်းမီဒီယာနဲ့ပြည်ပကမီဒီယာတစ်ခုနဲ့အင်တာဗျူးလုပ်တဲ့ချိန်မှာမင်းမဲတွေလေအပြတ်သက်ရှုံအောင်မင်းဘာပြောခဲ့လဲလမ်းမော်ထွက်ပြီးပြည်သူလူထုရဲ့စန္ဒကိုတောင်းခံတဲ့တောင်းခံရမယ်ဆိုပြီးတော့တန်ထေမင်းပါဇက်ကထွက်ခဲ့တယ်နော်ဟိုကောင်ဇော်မင်းထွန်းမင်းအကြိမ်ကြိမ်အခါခါဟိုဟာမင်းအကြိမ်ကြိမ်ခါခါတရင်စာရှင်းလင်းပွဲတွေမှာမင်းပြောခဲ့တယ်မဲလိန်တယ်မဲခိုးတယ်မဲမတာမှုမာမှုတွေရှိတယ်ကဲမဲပေးခဲ့တာနိုဝင်ဘာ10ရက်နေ့နိုဝင်ဘာ10ရက်နေ့ထားဒီဇင်ဘာဇန်နဝါရီလဆန်းမဲ့ရှိရမဲ10တန်းကိုမင်းတို့ဟိုလင်ညာမှုတွေတန်တရားဖြစ်မှုတွေဆိုတော့မဲ10တန်းကျော်ရှိပါတယ်ဆိုပြီးတော့မင်းတို့တွေကြေညာခဲ့တယ်မင်းတို့ဘယ် software နဲ့မင်းတို့တွက်ချက်လေအဲ့မဲ10တန်းကိုဒီ2လအတွင်းမှာကဘာမှာဟဲ့အဲ့လောက်ထိတွက်ချက်လို့မရဘူးမင်းတို့ကလိန်ကကြစ်လှုပ်ချင်လို့မင်းတို့ဒီလိုအခြေအနေမျိုးရောက်အောင်လို့နေစားတွေခေါ်တယ်နိုင်ငံကိုမဆူမပူအောင်မင်းတို့လှုပ်တယ်နိုင်ငံတော်ပြောင်းပြန်ဆန်သွားအောင်မင်းတို့လှုပ်တယ်ကဘာမှာမရှိသေးဘူးဟဲ့အနိုင်ရပါတီကခေါင်းဆောင်တွေကိုဖမ်းပြီးတော့အာနာသိမ်းယူရဲဆိုတာကဘာမှာလုံးဝမရှိသေးဘူးမင်းတို့ပဲရှိသေးတယ်အဓိကတဲ့ခံမင်းအောင်လိုက်ရဲ့တန်းထေးရဲ့အကြီးပိုင်းရဲ့ကောင်နေမင်းတို့လှုပ်တဲ့ဇက်လန်းနေမင်းတို့ဒါဇော်မင်းထွန်းမင်းတို့မလောက်လေးမလောက်စားမတက်တစ်ခေါက်ကောင်နဲ့မင်းဒီနေရာမှာဝင်ပြီးတော့စကားတွေဝင်ပြောနေတာမီဒီယာတွေကိုလည်းမင်းလက်ညှိုးငေါထိုးပြီးတော့မင်းချင်းချောက်တယ်အားလုံးကိုလည်းပြည်သူလူထုတရက်လုံးလက်တန်းတွေမှင်စွန်းခဲ့တဲ့ပြည်သူလူထုတရက်လုံးကိုလည်းမင်းစော်ကားနေတယ်မင်းတို့တွေအရှက်မရှိကြဘူးလားငါပြောတာမင်းတို့တွေရှက်ကြစမ်းမမင်းအောင်လေမင်းတပနာတိတ်လှုပ်ချင်တာလားဟဲ့မင်း10သက်စားမကုန်ဘူးမင်းတို့ပိုင်ဆိုင်တဲ့ဟာတွေနိုင်ငံတော်ပစ္စည်းကိုလည်းမင်းတို့ဖြုံးခဲ့ပြီးနိုင်ငံတော်မှာရှိတဲ့အဆောက်အဦကိုလည်းမင်းတို့တွေတိမ့်ပိုက်ပြီးမင်းတို့လေကဘာကြီးတော်တဲ့ဦးရမ်းမချေဘူးဟဲ့မင်းတို့ကိုငါတို့ပြောပြမယ်ပြည်ပမှာရှိတဲ့လူတွေအားလုံးကမင်းတို့ကိုစောင့်ကြည့်နေတာပြည်ပမှာမင်းတို့ရဲ့ပိုင်ဆိုင်မှုတွေရှိတယ်ပြည်ပမှာမင်းတို့ရဲ့သားသမီးတွေအမျိုးတွေအဆွေတွေရှိရဆိုတာမင်းတို့မှတ်ထားပြေးလို့လွတ်မယ်ထင်လားပြေးလို့မလွတ်ဘူးဟဲ့မင်းတို့မြန်မာနိုင်ငံထဲမှာမင်းဇိမ်ခံပြီးတော့မင်းအစီဘူးသောပတ်တွေစားနေပြီမဲ့ပြည်ပမှာရှိရမင်းတို့ရဲ့အမျိုးစုတွေသားသမီးတွေဘယ်လိုဘဝရောက်သွားမယ်ဆိုတာမင်းတို့ကြက်သတိထားငါတို့နိုင်ငံမှာရှိတဲ့ငါတို့နိုင်ငံတွင်းမှာရှိတဲ့မြန်မာပြည်သူလူထုကိုမင်းတို့ထိဖို့မကြိုးစားနဲ့သွေးထွက်တန်ယိုဖြစ်ဖို့ထပ်မကြိုးစားနဲ့88 90အရေးခင်းတွေကဖြစ်ခဲ့တဲ့ပြဿနာတွေမှာငါတို့မှာအတွေ့အကြုံအများကြီးရှိခဲ့ပြီးမင်းတို့ကိုစောင့်ကြည့်နေတာအာနာဘယ်တော့တိမ်လဲဆိုတာမင်းတို့ပါဇက်ကထွက်လာမလဲဆိုတာမင်းတို့ကိုစောင့်ကြည့်နေတာဟဲ့မင်းအောင်လိုက်တန်ထေ
မင်းတို့လောက်ရကဒါအပီးပဲလားမင်းတို့ကကဘာကြီးကိုနှစ်ရွက်ကိုစတွေးစွတ်တာလားဟဲ့စိန်ခေါ်လိုက်စမ်းပါမင်းတို့ကရွေးကောက်ဝဲမတိုင်ခင်ကတော့ NLD ကိုမင်းတို့တိုက်ခိုက်တယ် NLD ဗိုလ်ချုပ်အစမ်းပုံ3ခွင့်မပေးဘူး NLD မှာတရားကိုစေးအနီအောင်တောက်ခွင့်မပေးဘူးဟိုကောင်နန္ဒာလှမြင့်မှာပါသေးတယ်မင်းလူလိုမပြောခဲ့တဲ့စကားတွေမင်းတစ်ချိန်မှာမင်းအဲ့အောင်မပေးဆက်ရမယ်နန္ဒာလှမြင့်မင်းမှာပါသေးတယ်မင်းတို့အမျိုးမျိုးတိုက်ခိုက်တယ်မဲရွေးကောက်ပွဲပြီးတော့လဲမင်းတို့တိုက်ခိုက်တယ် NLD အနိုင်ရနေမှသိရနဲ့မင်းတို့ဘက်ပေါင်းစုံကနေတော့ NLD ကိုထိုးနှက်တယ်တိုက်ခိုက်တယ်မဲလိန်နဲ့မဲခိုးတယ်နှစ်လအတွင်းမှာ10သန်းမင်းတို့ဘယ်လိုတွက်လဲမင်းတို့ကဘာအုံနောက်တွေလဲကွန်ပျူတာရှင်တွေကဘာပေါ်မှာရှိရကွန်ပျူတာရှင်တွေ software တွေတောင်မှဟဲ့အောင်မင်းအဲ့လောက်ထိမတွက်နိုင်သေးဘူးမင်းတို့ဘာ software နဲ့မင်းတို့တွက်နေလဲဘာ software နဲ့မင်းတို့ Facebook ပေါ်မှာအခြေမြင့်မရှိတဲ့သတင်းတွေကိုယူပြီးတော့မင်းတို့အဲ့ဓာတွေကိုပေါင်းနေတာအဲ့ဓာတွေနဲ့မင်းကနန်းတွေရေးနေတာမင်းတို့လောက်ရက်တွေကိုမင်းတို့ပြန်စဉ်းစားကဘာတိတယ်ကဘာနေပြီးတော့တန်ယုံတီးတီးကနေပြီးတော့ထောက်ခံပါတယ်ကဘာပေါ်မှာရှိတဲ့လူတွေအားလုံးကထောက်ခံပါတယ်ပြောတော့မင်းတို့ကဘာကိုရန်ဖြစ်တယ်ကဘာကိုစော်ကားတယ်ကဘာကြီးကိုမင်းတို့ကကြေညာတာအခုဒီနေ့ဒီအချိန်မှာမင်းတို့ကြေညာလိုက်တစ်နှစ်ပဲလားအေးမင်းတို့တစ်နှစ်အာဏာသိမင်းတို့တက်စာနောင်ရရစေရမယ်ကြားလားဟဲ့တန်းထိဟဲ့မင်းအောင်လိုက်မင်းတို့လောက်ရပေါ်မှာမင်းတို့တာဝန်ခံရမယ်တာဝန်ယူရမယ်နော်မင်းတို့ရှေ့မှာရှိနေတဲ့ကောင်တွေမင်းတို့ဒီမဲလိမ်မဲခိုးတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးနဲ့တွားတာကွာမင်းတို့နားမလဲဘူးလား2008အခြေခံဥပဒေကြီးကိုရေးဆွဲခဲ့တာမင်းတို့ရဲ့ဘိုးကြီးမင်းတို့ရဲ့ပထိုးဘိုလ်ချုပ်မူကြီးတန်းရွှေအပေါင်းပါဗိုလ်ချုပ်မိုးကြီးတန်းရွှေအောက်ကအတိုင်ပင်ခံအမတ်တွေဥပဒေအခြေပြုရေးဆွဲတဲ့လူတွေပြီးတော့ဒီအခြေခံဥပဒေကြီးကိုထောက်ခံခဲ့တဲ့ဆိုတဲ့ပြည်သူတွေငါတို့မပါဘူးဘယ်သူမှမပါဘူးမင်းတို့ထောက်ခံမင်းတို့ရေးဆွဲခဲ့တာအဲ့တော့မင်းတို့အဲ့ဒါကြီးကိုဒီရွေးကောက်ပွဲကြီးကိုမဲပတ်တမာမှုတွေဖြစ်နေပါတယ်ဆိုလို့ရှိရင်မင်းတို့အဲ့ရွေးကောက်ပွဲကြီးကိုအဲ့2008အခြေခံဥပဒေကိုရေးဆွဲခဲ့တယ်မင်းတို့ရဲ့ဘိုးတော်ကြီးဦးတန်းရွှေကြီးကိုမင်းတို့တွားတရားဆွဲလေမင်းတို့ကဘာဖြစ်လို့ UEC ကိုလာတရားဆွဲနေရလဲတမရဦးအမြင့်ကိုမင်းတို့ဘာဖြစ်လို့တရားဆွဲနေရတာလဲငါလည်းနားမလဲဘူးအခြေခံဥပဒေ2008အခြေခံဥပဒေမှာဟောပါပြီးသားဒီ2008အခြေခံဥပဒေထဲမှာရွေးကောက်ပွဲမှာUEC ရဲ့အဆုံးဖြတ်တာအတီးဖြစ်ပါသည်ဆိုတဲ့ဟာကိုပါပြီးသားဒါကြောင့်မလို့ UEC ကသူတို့ရဲ့ကြေညာချက်ထုတ်တယ်အဲ့ဒါကိုမင်းတို့က UEC ကိုမချေနဲ့လို့ UEC ကိုတရားဆွဲတယ်တခါနိုင်ငံတော်သမ္မတကလည်းဒီဟာကိုတာဝန်မယူရတဲ့နိုင်ငံတော်သမ္မတကိုပါတခါတရားဆွဲတယ်မင်းတို့စာကြုံဒေါ်လာပို့တယ်မင်းတို့အဖေကြီးကိုပို့လိုက်လေမင်းတို့ဘိုးတော်ဦးတန်းရွှေကြီးကိုပို့လိုက်လေအစာကြုံလားမင်းတို့ဘာလို့မပို့လဲမင်းတို့ထဲ့ခံမှာကြောက်လို့လားမင်းတို့အဲ့ဒါကြတော့မင်းတို့တတ်တိမရှိဘူးလားဘာမဟုတ်တဲ့အပြစ်မရှိတဲ့ပြည်သူလူထုမှာပိုင်တာဆိုတော့လက်တန်းလေးတွေပဲရှိတယ်မင်းတို့လိုတနတ်တွေမပိုင်ဘူးမင်းတို့လိုမောင်းမြန်တနတ်တွေမပိုင်ဘူးမင်းတို့ပြည်သူလူထုတစ်ချိန်ရှိနှိပ်စက်မယ်ဟဲ့ယနေ့ကဘာမှာဖြစ်နေတာယနေ့မြန်မာနိုင်ငံတွင်းမှာဖြစ်နေတာCOVID-19 ရဲ့ယောဂဘယ်လောက်ကြောက်ဖို့ကောင်းလဲမင်းတို့တကယ်တော့မင်းတို့လူတွေတတ်နေတာမင်းတို့တတ်နေတာစီဝါရေးတွေအဆင်မပြေဘူးစားဝတ်နေရေးတွေအဆင်မပြေဘူးယောဂပရာကြီးတွေဖြစ်နေတယ်ဒါကိုမင်းတို့ဒီလိုလောက်ရက်တယ်မင်းတို့တော်မင်းတို့လူမိုက်ဆန်နေပါလားရောမင်းတို့တော်လဲအုံနောက်တွေကတွားပြီမင်းတို့အုံနောက်တွေကလဲစဉ်းစားလို့လည်းမတတ်တော့ဘူးတကယ်ပြောတာမင်းတို့ရဲ့အုံနောက်တယ်မင်းတို့ရဲ့တားစဉ်မြေးဆက်အကုန်လုံးကမင်းတို့အတုံးမကျတဲ့လူစားတွေဖြစ်ကုန်ပြီမင်းတို့ကအဓိကမင်းအောင်လိုက်တန်းထိလူတွေကိုလမ်းပေါ်ခေါ်တင်တာတန်းထိအာရာယူတာမင်းအောင်လိုက်ဟိုပေါက်လို့ပဲစားစကားကြီးပြောတာကဇော်မင်းထွန်း
အခြေအမြင့်မရှိတဲ့စကားတွေ Facebook ကယူပြီးတော့ပြည်သူလူထုနားတဲ့ကိုတွင်းတာကနန္တာလှမြင့်မင်းတို့ကောင်တွေလေအကုန်လုံးကလေတနေ့ကြလို့ရှိရင်မင်းတို့အသေးဆုံးမဲ့သေးတဲ့ကောင်ပြည်သူလူထုရဲ့မြစ်တာကိုမင်းတို့ကောင်တွေစူးရှာမဲ့ကောင်စားမျိုးတွေမင်းတို့တွေကအဲ့လိုကောင်စားမျိုးတွေငါဒီတနေ့ကုန်လေငါဖြည့်သိမ့်တယ်အော်တစ်ချိန်ရလို့ရှိရင်ဒီကောင်တွေဖြည့်ဟိုထိမ့်သိမ့်ထားတာပဲဒီကောင်ခဏထိမ့်သိမ့်ထားတာတစ်ချိန်ညဒီကောင်ပြန်ဖြည့်ပါမယ်မင်းတို့အခုမြဝတီကနေပြီးတော့မင်းတို့အဆက်မရှိဘူးမင်းတို့ကြင်ညာလဲတစ်နှစ်တည်းလားမင်းတို့တက်စာမင်းတို့လေတက်စာမင်းတို့ခံရမယ်မင်းတို့လေဟဲ့ရီရှင်ဘတ်ထဲမှာကဘာကြီးတော်လဲဥရမ်းမကြည့်ဘူးမင်းတို့နားလဲလားငါတို့ပြည်သူလူထုတွေတန်း90ကျော်ပြည်သူလူထုတွေထားလိုက်ပါမင်းတို့တို့ထောက်ခံနေတဲ့ကောင်တွေနှုတ်လိုက်တန်း30ကျော်လဲပြည်သူလူထုတွေကလေမင်းတို့ကိုလေမြစ်တာနေတိုင်းပို့လိုက်မယ်မင်းတို့ကိုမှတ်ထားမင်းတို့ကိုလေငါတို့တွေကလည်းပြပနေပြီးတော့လှုပ်တဲ့လှုပ်ထိုက်တဲ့ဟာလှုပ်ရမယ့်ဟာတွေအကုန်လှုပ်ပေးပါမယ်မင်းတို့စိတ်ချဒါပေမဲ့မင်းတို့အိတ်ကောင်းခြင်းမအေးရစားကောင်းခြင်းမစားရတဲ့ဘဝတော့မင်းတို့ပြန်ခံစားရမယ်နော်အဲ့ဒါကိုမင်းတို့တတိယနေမင်းတို့ညအိတ်ရဝင်နေမနဲ့မင်းတို့စီမခေါင်းကြံသေးရဲ့လားဆိုတဲ့အတွေးမျိုးမင်းတို့ဝင်စေရမယ်မင်းတို့တတိယထားနေမင်းတို့ငါတော်အောင်တိုင်အောင်ငါစကားမှပြောတဲ့ကောင်စားမျိုးမဟုတ်ဘူးဒီနေ့တော့ဟဲ့ငါရင်ထဲမှာငါခံစားလို့ငါပြောတာဟဲ့တော်ငါခံစားနေရတာမင်းတို့တော်ကိုလည်းပောက်ကွဲနေတာမင်းတို့အခုမြဝတီကကြင်ညာရတဲ့တည်ငါနားထောင်ပြီးတဲ့နောက်ကငါမင်းတို့တိခန့်နိုင်စားအစွမ်းတစ်စက်မှမရှိတော့ဘူးမင်းတို့ရဲ့ပြည်သူလူထုပေါ်မှာလေရက်ဆက်လွန်တဲ့မင်းတို့ရဲ့စိတ်ဓာတ်ကမင်းတို့တော်မင်းတို့အောက်တန်းကြလို့ပါကြီးရဲ့ဟဲ့မင်းတို့ကောင်တွေသိလားငါတော်ကြည်ခွဲတဲ့မြန်မာပြည်အတွက်တော်တော်ရင်နာတယ်မင်းတို့ပြည်သူလူထုရဲ့အသက်တွေကိုမင်းတို့ကယ်ရမှာကွာဒီအချိန်မှာယောဂဖြစ်နေတာပြည်သူလူထုရဲ့အသက်ကိုမင်းတို့မကယ်ပဲနဲ့ပြည်သူလူထုကိုမင်းတို့ကြောက်ရဲဆွဲချနေတာမင်းတို့ကောင်တွေမင်းတို့နားလေလားရောက်ပြည်သူလူထုကိုကြောက်ရဲဆွဲချနေတာမင်းတို့ပြည်သူလူထုကိုတတ်နေတာမင်းတို့ပြည်သူလူထုရဲ့ပိုင်ဆိုင်တာဆိုလက်တန်းလေးတွေပဲရှိတယ်မင်းတို့တနတ်တွေမပိုင်ဘူးအာဏာတွေမပိုင်ဘူးပြည်သူလူထုတွေကလိုချင်တာစစ်မှန်တဲ့ဒီမိုကရေစီပြည်သူလူထုကနိုင်ငံတွင်းမှာအေးချမ်းမှုပြုတ်ပြင်ပြောင်းလဲမှုစစ်မှန်တဲ့ဒီမိုကရေစီကိုသွားဖို့ဒါဒီအကုန်လုံးမင်းတို့ကဖျက်ဆီးနေတာအဲ့တော့မင်းတို့အနေနဲ့မင်းတို့ပြန်စဉ်းစားကြည့်မင်းတို့လောက်ရက်ကမှားလားမှန်လားမင်းတို့အခုဟာကွာမင်းတို့ကောင်းတွေကွာတကယ်ပြောတာအဲ့လောက်ကြီးမယူသားမှလည်းအာနာကိုမင်းတို့အခုလွတ်တော်တက်ရမယ်မနဲ့ကြတော့မှမင်းတို့အဲ့လိုမျိုးထလောက်တာပြည်သူလူထုတွေရင်ထဲမှာသူတို့မှာပေးခဲ့ရတဲ့အသက်သွေးချွေးတွေသူတို့ယဉ်နီးခဲ့ရတဲ့အသက်သွေးချွေးတွေဒီလိုအခြေအနေမျိုးကိုဖြစ်လာဖို့သူတို့မှာစ조사ခဲ့ရတာမဲပေးတဲ့နေရာမကြည့်စမ်းပါကွာဂျိုင်းတောက်နဲ့လူတွေလေဖြတ်နေတဲ့လူတွေကိုပွေပြီးတော့လာပြီးတော့ပို့တာတွေဂျိုင်းတောက်ကြီးနဲ့လာမဲပေးတာလေဖြတ်နေတဲ့လူကိုတယောက်ကပွေချီပြီးတော့မဲလာပေးတာကိုဝန်ဆောင်မိခင်အရင်အမာကြီးမဲလာပေးတာမွေးပြီးကစားတားလေးသမီးလေးတွေကိုရင်ဝယ်ပိုက်ပြီးတော့မဲလာပေးတာမင်းတို့ရဲ့မျက်စိထဲမှာမြင်လိုက်စမ်းပါကွာဟဲ့မဲအဲ့ဒါတွေကိုမင်းတို့ဖြက်စီးကြတာမင်းတို့ဘလောက်အကြီးတန်းတယ်လဲမင်းတို့ဘလောက်ရုပ်ဆိုးတယ်လဲနောက်ဆုံးမင်းတို့ကိုမွေးထားတဲ့သားသမီးတွေရောဒီဖြစ်ရက်ကိုမင်းတို့ကြည့်ရသလားဟဲ့တက်မတော်ရဲ့တာဝန်ကိုထမ်းဆောင်နေတဲ့တက်မတော်သားတွေရောဒီဖြစ်ရက်ကြီးကိုကြည့်ရကြသလားနိုင်ငံထဲမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရာကောဒီဖြစ်ရက်ကြီးကိုကြည့်ရကြသလားခင်ဗျားတို့စာနာပေးကြပါဦးဗမာပြည်သူလူထုအားလုံးအတွက်ဗမာပြည်သူပြည်သားတွေအားလုံးအတွက်စာနာပေးကြပါဦးကျွန်တော်တောင်းပန်ပါတယ်ဗျာခင်ဗျားတို့အဲ့လိုတော့မလုပ်သင့်ပါဘူးနိုင်တဲ့စီးနှင်းကတော့ကိုညီနိုင်တဲ့လူတွေလည်းကိုညီကြပါကျွန်တော်တို့လည်းအတက်နိုင်ဆုံးကိုညီပါမယ်အာတူးပြီးဝင်လာလို့ရှိရင်မင်းတို့တွေဒုက္ခရောက်မယ်နော်ဟဲ့အောင်မင်းအောင်လည်းမင်းဒုက္ခရောက်လိမ့်မယ်မင်းအောင်လည်းတန်းထေးမင်းတို့ဒုက္ခရောက်လိမ့်မယ်
account ပြောတာမင်းတို့မဖြစ်တဲ့နဲ့မလုတ်တိုက်တဲ့မလုတ်တဲ့အရာတွေကိုမင်းတို့လောက်သွားတယ်ဒေါန်ဆန်းစုကြည်ကိုထိမ့်သိမ်းတာလဲမင်းတို့လွန်တယ်ဒေါန်ဆန်းစုကြည်ကိုထိမ့်သိမ်းတာကမင်းတို့ရဲ့မဟာအမှားကွာလားဒေါန်ဆန်းစုကြည်မှာဘာအပြစ်ရှိလို့လဲဒေါန်ဆန်းစုကြည်ဒုစရိုက်မှုဘာများလုပ်ကူးလို့လဲဘာများလုပ်ခဲ့တယ်လဲမင်းတို့အပေါ်မှာစော်ကားခဲ့တာဒေါန်ဆန်းစုကြည်ဘာရှိခဲ့လို့လဲဒေါန်ဆန်းစုကြည်စကားပြောတဲ့ဒေါန်ဆန်းစုကြည်ပြည်သူကိုမင်းခွန်းပြောတဲ့မင်းတို့ရဲ့နာမည်တစ်စက်မှမပါဘူးမင်းတို့အကြောင်းတခွန်းမှမပါဘူးရောက်မင်းတို့ကစကားပြောတဲ့မင်းခွန်းပြောတဲ့ဒေါန်ဆန်းစုကြည်အကြောင်းပဲထည့်ပြောနေတာအခုဒေါန်ဆန်းစုကြည်ဘာဖြစ်လို့ဖမ်းတာလဲမင်းတို့အဲ့ဒီစင်ကြီးကိုပေးကွာမင်းတို့အဲ့စင်ကြီးကိုပေးဒေါန်ဆန်းစုကြည်မင်းတို့ဘာလို့ဖမ်းရတာလဲပြည်သူတရားလုံးကချစ်တဲ့အမေကွာအဲ့ဒါပြည်သူတွေရဲ့အမေမင်းတို့ဘာလို့ဖမ်းရတာလဲမင်းမေကိုငါတို့ဖမ်းရင်မင်းဘယ်လိုနေမလဲကွာဟဲ့အောင်မင်းအောင်လားမင်းမေကိုငါတို့ဖမ်းရင်မင်းဘယ်လိုနေမလဲတန်းထိတ်မင်းဖြေမင်းမေကိုငါတို့ဖမ်းရင်မင်းတို့ဘယ်လိုနေမလဲရင်ထဲမှာဘယ်လိုခံစားရမလဲဖြေကွာလားမင်းတို့ကတော်တော်အတိတရားမရှိဘူးရက်ဆက်လွန်ရတဲ့ကောင်နေမင်းတို့ဒီဝါမဟုတ်ရမင်းတို့နောက်ဘဝ10တက်ကအစားမင်းတို့တွေရောက်ငရဲတွင်းရနေမင်းတို့ထွက်ရမယ့်ကောင်မျိုးတွေမဟုတ်ဘူးပြည်သူလူရဲ့မြစ်တာကိုမင်းတို့အပြည့်စူးမဲ့ကောင်တွေလက်တန်းလေးတွေပိုင်တဲ့လူကိုအာနာနဲ့လက်နက်နဲ့ချိန်ချောက်တဲ့ကောင်တွေမင်းတို့ပဲရှိတယ်ကဘာမှာအနိုင်ရပါတီခေါင်းဆောင်ကိုဖမ်းတယ်ဆိုတာမင်းတို့ပဲရှိတယ်ကဘာမှာမရှိဘူးမင်းတို့ရှက်တဲ့ရှက်ကြစမ်းကွာမင်းတို့ရှက်ပြီးတော့သေရမယ့်ကောင်တွေမင်းတို့ကောင်တွေတော်မရိုင်းလွန်းတဲ့ကောင်တွေမင်းတို့တနေ့ကငါမျိုးသိမ့်နေတာမင်းတို့မပြောဘူးမင်းတို့မလို့ကြေညာရက်တယ်ဒီညဝရီကနေပြီးတော့ညဝရီကနေတော့မင်းတို့ကြေညာတယ်တစ်တယ်လားမင်းတို့လေမင်းတို့ဘဝတစ်လျှောက်လုံးမှာမင်းတို့စူးညောက်ခလုတ်တွေကိုပဲမင်းတို့နင်းရမှာခရောင်းလမ်းကိုပဲမင်းတို့သွားရမှာตาရတဲ့ပန်းကင်းလေးပေါ်ရှောက်ရမှမထင်နဲ့ဟဲ့အောင်မင်းအောင်လိုက်မင်းရအဓိကမင်းဟာလေစတက်လာခါစားကမင်းကရိုးပုံရိုးလက်နောက်ကျောင်းရစဝင်လေးရှင်းပုံရှင်းလက်နဲ့တော်ကိုမင်းကကလင်ကကြစ်ကြတဲ့ကောင်အဓိကတရခံမင်းကမင်းလှုပ်ချင်လို့မင်းကအာနာကိုလိုချင်လို့အားလုံးကိုမင်းကစေခိုင်းနေတယ်ဆိုတာသဘောပေါက်သွားပြီလိုအပ်ရင်အခြေခံဥပဒေကိုဖျက်ဆီးရမယ်ဆိုတာမင်းလို့ခေါင်းမျိုး2008ဖွဲ့စည်းပုံအခြေခံဥပဒေရ NLD ပါတီကအနိုင်ရထားတယ် UEC ကကြေညာထားတာကိုမင်းအဖေကြီးကလက်နဲ့ရေးတာကိုမင်းကခြေနဲ့ဖြတ်တဲ့ကောင်နော်အဲ့ဒါကိုမင်းသိလားမတရားဆွဲမယ်စာကျွန်တော်လာပို့မယ်ဆိုလို့ရှိရင်မင်းဖေဘိုလ်ချုပ်မူကြီးတန်းရှိကိုတော့ပို့ပါလားဘာဖြစ်လို့ဘာမဆိုင်ညာမဆိုင်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရခန့်အပ်ထားတဲ့ UEC ကိုမင်းတော့ပို့ရတာလေအခြေခံဥပဒေကိုရေးဆွဲခဲ့တဲ့သူဘိုလ်ချုပ်မူကြီးတန်းရှိမင်းတော့ပို့ရမှာအမှန်မင်းလောက်အုံတော့မရှိရဲ့ကောင်မင်းလောက်ကျုံးရဲ့ကောင်မင်းမရှိရဲ့နော်တကယ်ပြောတာမင်းခဏလေးနိုင်ကြပါလို့ကျွန်တော်ပြန်